စ္စည်းဥစ္စာကိုပေးလူတာထက်တရားကိုပေးလူတာကပိုပြီးတန်ဖိုးရှိပါတယ်ပစ္စည်းဥစ္စာဆိုတာကရေတွက်လို့ရတယ်တရားကြောင့်ဖြစ်တဲ့အသိဉာဏ်ကရေတွက်လို့မရသလိုအသိဉာဏ်ကြောင့်ဖြစ်တဲ့ချမ်းသာဒုက္ခကလည်းအတိုင်းအတာပမာဏပြုလို့မရနိုင်ပါဘူးနောက်ပြီးတော့ပစ္စည်းဥစ္စာကသုံးလိုက်ရင်ကုန်သွားတဲ့အလွန်ဆုံးတဘဝပါအသိဉာဏ်ကတဘဝမကပဲနဲ့နိဗ္ဗာန်မရမချင်းမပြည့်စည်ပဲတည်ရှိနေပါတယ်ဒါကြောင့်အသိဉာဏ်ကိုသာတန်ဖိုးထားပြီးစုဆောင်းရပါမယ်အလုံးအလုံးထဲမှာအသိဉာဏ်ရှာတဲ့အလုံးဟာအကျိုးအများဆုံးဖြစ်တဲ့အတွက်တရားကိုပေးလူတာအကျိုးအကြီးဆုံးပါကိုကပစ္စည်းဥစ္စာလှူရင်ကိုပဲကုသိုလ်ရမယ်သူများမရဘူးကိုကတရားလှူရင်ကိုလှူတဲ့တရားကိုအမိပြုပြီးကြားနာရသူများပါဓမ္မတာဝနာကုသိုလ်ရပါတယ်သစ္စာရွှေစီဆရာတော်အရှင်ဥတ္တမဤဓမ္မစာစုလေးဖြစ်ပါတယ်ရှင်